1815 ခုနှစ်ဧပြီလရဲ့ညတညပုံအားလုံးကညီတက်နေတော့မယ်။ဒါပေမဲ့အင်ဒိုနီးရှားကတမ်ပိုရာဆိုတဲ့တောင်ကြီးရဲ့အောက်မှာတော့ကမ္ဘာမြေကြီးကသူ့ရဲ့ဒေါသတွေကိုနှစ်ပေါင်းများစွာကြာအောင်စူးစီးထားခဲ့တာ။ရုတ်တရက်ဆိုသလိုပဲဝုန်းကနေအဲ့ဒီတောင်ကြီးတစားစီဖြစ်သွားတာကိုမြင်လိုက်ရတယ်။စဉ်းစားကြည့်ဟာဗတ်တက္ကသိုလ်ကလေ့လာချက်အရဆိုရင်ဒီပောက်ကွဲမှုကဟီရိုရှီးမားမှာကျဲခဲ့တဲ့အတမ်ဘုံပေါင်း6000ကျော်တပြိုင်နက်တည်းပောက်ကွဲတာတက်ပိုပြင်းထန်တယ်။ရိုးရိုးပြောရရင်တော့ငရဲမီးတွေကဘာပေါ်ကိုပန်းထွက်လာတယ်လို့မျိုးပေါ့။အဲ့ဒီပောက်ကွဲတဲ့ကဘလောက်တောင်ကျဲတယ်လဲဆိုလို့ရှိရင်ကီလိုမီတာ2600ကျော်မိုင်ပေါင်း1600ကျော်အကွာဝေးမှာရှိတဲ့လူတွေတောင်ကြားရတယ်။မြန်မာပြည်ကနေဆိုရင်စင်ကာပူထိကြားရမယ်အတန်မျိုးပေါ့။တောင်ထိပ်ကကြောက်သားတွေကကဘာပေါ်ကိုပန်းထွက်သွားပြီးတကဘာလုံးကိုအမောင်ချပစ်လိုက်တယ်။မင်းတို့သိလားတမ်ပိုရာတောင်ကမပေါက်ကွဲခင်ကအမြင့်ပေပေါင်း14000ကျော်ရှိတာ။ဒါပေမဲ့အဲ့ဒီညမှာတောင်ရဲ့ထိပ်ပိုင်းပေ4900ကျော်ကကောင်းကင်ဘုံတစားစီလွင့်တက်သွားခဲ့တာ။မီးတောင်ပြားတွေကကောင်းကင်အမြင့်ပေပေါင်း33000ကျော်မိုင်ပေါင်း20ကျော်အထိကိုရောက်သွားပြီးနေမင်းကြီးကိုပိတ်ဆို့လိုက်တယ်။တကယ်ကိုနေမင်းကိုပြဖုံးနေပေါ့။မြင်နေရတယ်။အဲ့ဒီပြားတွေဟာလေထဲမှာတိမ်တိုက်ကြီးတစ်ခုလိုဖြစ်ပြီးဒီကမ္ဘာလုံးကိုပတ်သွားတာ။1816ခုနှစ်ထဲရောက်လာတဲ့အခါမှာတော့ကမ္ဘာကြီးမှာနွေရာသီဆိုတာပျောက်ဆုံးသွားခဲ့ရပြီ။ဇွန်လဇူလိုင်လနွေရာသီအလေကောင်မှာနှင်းနေကြလာတာကိုမင်းတို့မြင်ဘူးလား။မြန်မာပြည်ရဲ့တပေါင်းတစ်ခုလောက်မှာနှင်းနေဖွေးနေတယ်လို့မျိုးပေါ့အမေရိကမှာနှင်းနေကြတယ်ဥရောပမှာမြစ်တွေခဲသွားတယ်လူတွေကကဘာပြက်ပြီလို့ထင်ပြီးအိမ်ထဲမှာပဲတုံရင်နေကြတာပေါ့နေအောင်ကြီးမရှိတော့အပင်တွေလည်းမပေါက်တော့စိုက်ခင်းတွေပျက်စီးကုန်တော့ဥရောပမှာအစာရည်စားတွေအရန်ရှားသွားခဲ့တယ်အဲ့ဒီတော့ကလူတွေဘယ်လောက်တောင်ငတ်ခဲ့တယ်လဲဆိုရင်လမ်းပေါ်မှာတွေ့တဲ့ကြွက်တွေကိုတောင်ရှာဖွေစားတော့ခဲ့ကြရတာအငတ်ပေးဆိုင်တဲ့နှစ်ပေါ့ဒါပေမဲ့အဲ့ဒီအမှောင်ထဲမှာပဲထူးဆန်းတဲ့အရာတွေဖြစ်လာတယ်ဆွစ်ဇာလန်မှာအပန်းဖြေနေတဲ့စာရေးဆရာမမေရီရှယ်လီကိုကြည့်အောင်နေရာကြီးမှာမိုးတွေတဲအမှောင်အတိကျနေလို့သူတို့အပြင်မထွက်ရဘူးအဲ့ဒါနဲ့အိမ်ထဲမှာပဲတရေပုံမြင်ပြန်ရေးကြရကနေကဘာကျော်ဖရန်ကင်စတိန်းဆိုတဲ့ကြောင်မက်ဖွဲဆက်ကောင်ပေါ်လာခဲ့တာပဲမိတော်နာမပေါက်ခဲ့ရင်ဒီနေ့ခေတ်တရေရွှေရှင်တွေရဲ့အစဖရန်ကင်စတိန်းဆိုတာရှိလာမှာမဟုတ်နောက်ထပ်ရေးပါတဲ့အပြောင်းလဲတစ်ခုကတော့တရေပို့ဆောင်ရေးပဲအစာမရှိတော့မြင်းတွေအုပ်လိုက်တေကုန်ကြတယ်မြင်းမရှိရင်လူတွေဘယ်လိုသွားကြမလဲအဲ့ဒီခါမှာဂျာမနီကတီထွင်သူတယောက်ကမြင်းမလို့တဲ့စက်တစ်ခုကိုစဉ်းစားမိသွားတယ်။အဲ့ဒါကတော့ဒီနေ့ခေတ်မင်းတို့စီးနေတဲ့စပိန်ရဲ့အဆောက်အဦဆုံးပုံစံပဲ။တဘာဝဘေးအန္တရာယ်ကြီးတွေကနေလူသားတွေရဲ့ဉာဏ်ပညာနဲ့အခက်အခဲကိုကျော်လွှားခဲ့ကြတာကိုငါစောင့်ကြည့်နေခဲ့ရတယ်။1816ခုနှစ်ရဲ့အမောင်တို့ဟာလူသားတွေကိုတည်ဆုံမှုတွေပေးခဲ့တယ်လို့တီထွင်မှုအသစ်တွေကိုလည်းမွေးဖွားပေးခဲ့တယ်။ဘာဝတရားရဲ့စွမ်းအားတွေရှိမှာလူသားဆိုတာဘယ်လောက်တောင်သေးငယ်တယ်လဲဆိုတာကိုငါမြင်ခဲ့ရတယ်။မင်းတို့ရောဒီသမိုင်းကြောင်းကနေဘာတွေသင်ယူမိလဲ။အခက်အခဲတွေကြားထဲမှာလူသားတွေဟာအသစ်တွေကိုဖန်တီးတတ်တယ်ဆိုတာလား။ဒုက္ခကဉာဏ်ဖြစ်ဆိုတဲ့သင်ခန်းစာပေါ့။